ဒီနေ့ကျုံလို့ပြောလိုက်အောင်ကျွန်တော်တို့ကုမ္ပဏီမှာအတူတူလုပ်ခဲ့တဲ့ engineer ညီလေးတယောက်နိုင်ငံခြားရောက်သွားတယ်သူကဟိုဘက်မှာသူကြုံလာတဲ့ဒီဇိုင်းတွေနဲ့ဖြစ်တဲ့အခက်အခဲနဲ့ကြုံလာတဲ့ပြဿနာတစ်ခုပြောတာအပါလဲဆိုတော့သူကဟိအချင်းညာတစ်လုံးကိုတွက်ရတယ်တဲ့အဲ့လိုတွက်ရတဲ့အချိန်မှာ spec ကို9ခုလောက်ဖတ်ဘာဖြစ်လို့လဲဆိုတော့ customer ကဥပမာထားပါတော့ ASME ကိုကို follow လုပ်အောင်ဟာတခု company ရဲ့ကို specification ကိုလိုက်နာပါဆိုတာတခုတခြားတပ်ပါတီဖြစ်တဲ့ ABS တို့ DMB တို့ရဲ့ specification ကိုလိုက်နာပါဆိုတာတခုအဲ့ဒါအောင်မှာဒေသဆိုင်ရာ rules ဖြစ်တဲ့သူတို့ဒီထားပါတော့ VNN မှာပစ္စည်းရထားမှာမဟုတ်လို့ VNN နိုင်ငံရဲ့ကုတ်ကိုလိုက်နာပါဆိုတာတခုအဲ့လို spec 5ခုလောက်လည်းဖတ်ရတယ်ဘာဖြစ်သွားလဲဆိုတော့ ASME ကုတ်အရာ hydro test လုပ်တဲ့ pressure value ဒီ1.3 or design pressure အမြောက် stress value at hydro test temperature ပြီးတော့ stress value at design temperature အဲ့ဒီ value တွေမြှောက်လိုက်တဲ့ pressure တစ်ခုနဲ့ hydro test လုပ်ရတာရှိတယ်။အော်တခြား DMB တို့ဘာလို့ကကြတော့လေသူတို့မှာသူတို့ရဲ့ rules အရာ design pressure of 1 point something နဲ့မြှောက်ပါ VNN ကုတ်ကကြတော့ဘာဖြစ်လဲဆိုတော့ design pressure of 1.5 အမြောက်စောစော stress value ratio အဲ့ဒီလိုပြောထားတယ်ဆိုတဲ့အချိန်မှာအများဆုံး hydro test လုပ်ရမယ့် pressure ပြီး local ကုတ်ဖြစ်တဲ့ VNN ကုတ်ရဲ့ design pressure အမြောက် 1.5 အမြောက် ratio ဆိုတဲ့ pressure value တစ်ခုရတယ်ဒါပေမဲ့အဓိကတွက်တာကASME ကုတ်ကိုယူတွက်တာပြီးတော့ 1.3 နဲ့မြောက်တဲ့ value နဲ့သူတို့ကတွက်ထားတယ် pass လဲ pass တယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့နောက်ဆုံးမှာအဲ့ဒီ point ကိုသူကမျက်စိရှမ်းပြီးကြော်သွားတဲ့အချိန်မှာauthorized inspector လို့ခေါ်တဲ့ AI ကလာပြီးတော့ဒါကိုစစ်တဲ့အချိန်မှာဒီကုတ်နဲ့ဒီကုတ်ကတော့အမြင့်ဆုံး pressure ဖြစ်တယ်အဲ့ဒါအတိုင်းလုံနိုင်သလားဆိုတဲ့အချိန်မှာသူတို့အဲ့ကြောင့်မှမြင်ပြီးတော့ပြန်စစ်လိုက်တော့ head to share တို့တချို့ area တွေက hydro test condition မှာ pass မဖြစ်တော့လိုက်ရှာကြတယ်ဘလို့မှထွက်မလာကြအောင်နောက်ဆုံးမှာသူတို့ဘလို့ဖြည့်ရှင်းလိုက်နိုင်တယ်လဲဆိုတဲ့ဥစ္စာကမပုံမှန် design တွက်တဲ့ condition နဲ့မဟုတ်ဘဲနဲ့ထူးခြားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဗီဒီယိုလုပ်တာဘာဖြစ်လို့လဲဆိုတော့ဒီ heat exchanger ရဲ့ material ဒီ hydro pressure နဲ့ hydro temperature မှာသူကvalue တစ်ခုခံနိုင်တယ်ဒါက design ကုတ်ကပေးတယ်အဲ့ဒီ design ကုတ်ကပေးတဲ့ value နဲ့တွက်လို့ရှိရင်ဘလို့မှ pass မဖြစ်ဘူးဒါပေမဲ့ဘယ်အချိန်မှာ pass ဖြစ်တယ်လဲဆိုတော့သူတို့ကနောက်တစ်ဆင့်မလုပ်လဲဆိုတော့အဲ့ဒီ strength value ကိုသူနည်းနည်းလေးတိုးကြည့်လိုက်တယ်ဘာတိုးကြည့်လဲဆို industrial practice မှာလည်းသူက hydro test လုပ်တဲ့အချိန်ဒီပုံမှန်နဲ့ပို့ပြီးတော့ pressure များတဲ့အတွက်ကြောင့်မို့လို့အမြဲတမ်းလည်းသုံးမှာမဟုတ်တဲ့အတွက်ကြောင့်မို့ material ရဲ့ yield strength ရဲ့ 90% အထိသုံးပြီးတော့တွက်ခွင့်ရှိတယ်အဲ့လိုတွက်လိုက်လို့ရှိရင် pass ဖြစ်တယ်အဲ့နဲ့သူတို့ 90% of yield value နဲ့ယူဆပြီးတွက်လိုက်တယ်တွက်လည်း fail ဖြစ်တယ်အဲ့ဒီအချိန်မှာပစ္စည်းကလည်းဆောက်ပြီးနေပြီ hydro test ကလည်းလုပ်တော့မယ်အားလုံး sign ထိုးတော့မယ်ဒါမရရင် sign ထိုးဆိုတဲ့အချိန်မှာ engineer တောင်းဖြစ်လေအဲ့တော့သူတို့ဘယ်လိုလုပ်ကြမလဲအကျိတ်နဲ့စဉ်းစားကြတယ်ပေါ့ဗျာစဉ်းစားကြအောင်ညီလေးကလည်းကျွန်တော်တို့စီကိုကြံတောင်းတယ်ဆိုတော့ကျွန်တော်လည်းတချို့ဟာတွေပြီးလိုက်တယ်ဒါပေမဲ့တချို့ကိစ္စတွေကကိုတယောက်တည်းနဲ့ပြီးတာမဟုတ်ဘူးကျွန်တော်ကတော့ဘာကြံပေးလိုက်လဲဆိုတော့ဥမာ head က illustrated head ကကျွန်တော်တို့က design တွက်လို့ရှိရင်ဘာလုပ်ရလဲဆိုတော့ share သုံးဟုတ် head အဲ့ဒီလိုပစ္စည်းတွေကိုလုပ်တဲ့အချိန်မှာသူ့ရဲ့မူလ thickness ကို nominal thickness လို့ခေါ်တယ်တို့ကျွန်တော်တို့ဝယ်တဲ့ thickness ဥပမာထားပါတော့10 mm ရှိတယ်လို့ပြောတဲ့ thickness တစ်ခုကိုကျွန်တော်တို့ကဒီတိုင်း forming လုပ်လိုက်တဲ့အချိန်ပဲဖြစ်ဖြစ် pipe ကိုဆွဲလိုက်တဲ့အချိန်ပဲဖြစ်တချို့နေရာတွေမှာရော့သွားနိုင်တယ်အဲ့ဒါကိုမသိနိုင်တဲ့အတွက်ကြောင့်မို့လို့ design ကုတ်ကကျွန်တော်တို့ဘာပြောထားလဲဆိုတော့ nominal thickness နဲ့မတွက်ရအောင်သူကရှိတဲ့ nominal thickness က 12.5% short ပြီးတော့အဲ့ဒီလိုမဖြစ်တဲ့နာမဖြစ်ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်မမျှော်လင့်တဲ့အထူပါသွားတဲ့ကိစ္စတွေမဖြစ်အောင်လို့ဆိုရည်ရွယ်ချက်နဲ့သူက 12.5% short တယ်အဲ့ဒါ10 mm ရှိတဲ့ share တစ်ခုဒီ 8.75 mm အနေနဲ့ပဲယူဆပြီးတွက်ရတယ်အဲ့လိုထည့်ပြီးတွက်လိုက်တဲ့အချိန်မှာသူကကျွန်တော်တို့ finish thickness လို့ခေါ်တယ်အဲ့ thickness နဲ့ပဲအမြဲတမ်းတွက်ရတယ်အဲ့ကြောင့်ကျွန်တော်တို့က short ထားရှိတယ်ဒါက theory အရဒီလောက်ပြောတယ်လို့ယူဆတာကျွန်တော်ကဘာကြံပြီးလိုက်လဲဆိုတော့ forming supplier ကို
သွားပြောသူတို့ရဲ့ forming report ကိုသွားဖတ်အဲ့ report မှာအဲ့လို forming လုပ်ပြီးလို့ရှိရင်အပါအဆုံး nickel area မှာရှိတဲ့ thickness ဒီဆိုတော့ 12.5% နဲ့ကျော်နေတာကျော်နေတယ်ဆိုလို့ရှိရင်ဥပမာထားပါတော့ဗျာအပါအဆုံး area ဒီ 8.75 မဟုတ်ပဲ 8.75 တဲ့ထူတဲ့9တို့ 9.5 တို့လည်းဖြစ်နိုင်တယ်အဲ့ဒီလိုဆိုလို့ရှိရင်အဲ့ဒီအထူကိုယူပြီးတွက်လိုက်လို့ရှိရင်စောစောက hydrodesk ကဥပမာ8.75 မှာ pass မဖြစ်ပေမဲ့အထူပို့ထူလာတဲ့အတွက်ကြောင့်မလို့ဒီဘက် hack ကတော့ပြေးလေသွားနိုင်တယ်ဒါပေမဲ့ share တို့ channel တို့မှာရှိတဲ့ pipe ကကြတော့စဉ်းစားလို့မရအောင်အဲ့ဒီအချိန်မှာသူတို့ဘက်ကဘာကိုရှာတွေ့သွားလဲဆိုတော့ဝယ်လိုက်တဲ့ material ဒီမှာ May certificate ဆိုတာရှိတယ်အဲ့ဒီ May certificate မှာအကျွယ် yeast stress အကျွယ် tensile stress ဆိုတဲ့ value တွေပါတယ်အဲ့ဒီ yeast stress ကိုသွားဖတ်လိုက်တော့သူကdesign code ထဲမှာပေးထားတဲ့ yeast stress value ထက်ဒီအကျွယ် yeast stress ရဲ့ value ကပိုနေတယ်အဲ့တော့ကျွန်တော်တို့တကယ်သုံးထားတဲ့yeast stress က code မှာပေးထားတဲ့ yeast stress value တွေပိုနေပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ hydrodesk condition မှာတော့ကျွန်တော်တို့ဒီကောင်ကိုဒီအကျွေး yeast stress ကိုယူပြီးတော့ကျွန်တော်တို့တွက်ပါမယ်ဆိုတော့မှထားပါတော့ဗျာငကိုက920 MPa ခံနိုင်တယ်ဆိုပြီးကုတ်ကပြောလို့ရှင်ဒီမှာကျတော့935 MPa ခံနိုင်တယ်လို့ပြောတယ်အဲ့တော့အဲ့ဒီ value ကိုယူပြီးတော့ hydrodesk condition မှာသူတို့ထည့်ပြီးတော့တွက်လိုက်တော့ design condition ရ pass ဖြစ်သွားဒီဖြစ်ရကလေးကိုကျွန်တော်ကပြန်ပြီးတော့troubleshooting condition တစ်ခုနဲ့ပြန်မျှဝေတာပါကိုယ့်အရာ ASME ကိုယ့်အရာလုပ်ပြီးမှ local specification တွေ local requirement တွေကိုလိုက်နာရတယ်လိုက်နာတဲ့အချိန်မှာလည်းမဖြစ်မနေစာရွက်စာတမ်းနဲ့ပစ္စည်းနဲ့ tally ဖြစ်အောင်လုပ်ရတယ်ဒါကြီးကဒီ design pressure အတွက် pass ဖြစ်တယ်ဒါကိုလက်ခံမှလို့ပြောလို့မရဘူးအားလုံး tally ဖြစ်အောင်လိုက်ပြီးတော့တွက်ရတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်